ခေါင်းကြီးဖြစ်ပြီးတော့သင်သည်ခွေးနဲ့ပြောပါမာလိကမိဖုရားကြီးနောက်ကခွေးကလေးတစ်ကောင်ကတကောက်ကောက်လိုက်မာလိကမိဖုရားကရေချိုးကန်းနဲ့ဝင်ပြီးတော့ခြေသလုံးကိုကုန်းပြီးတော့ရေအိုးထဲကရေကိုခတ်ပြီးခြေဆေးတော့ခွေးကနောက်ကမတူတော်တို့ရဲ့အကျင့်ဖြင့်ကျင့်အဲ့ဒါကိုตายာမိမြင်းမိရှင်မယင်ကြီးကလေသာပရင်ကဟေးမိမယုံကြည်စမ်းတိုင်းပြီးအုပ်ထုတ်တဲ့ဘယင်ကတော့ပြစ်ပါလျက်ကနဲ့ခွေးနဲ့ပြောပါမိမယုံကောသားကြီးအော်ရအသင်ကောသလားဘယ်နဲ့ကြောင့်ငါ့ကိုမိမယုတ်ခေါ်တယ်ခေါ်တာပေါ့သင်သည်မိမယုတ်ကြည်စမ်းမင်းပြခေါင်ကြီးဖြစ်ပြီးတော့သင်သည်ခွေးနဲ့ပြောပါအသင်မင်းကြီးငါဒီလိုမဆိုစွမ်းနဲ့ဒီရေချိုးကတယောက်ထဲဝင်နှစ်ယောက်ထင်ရတာငါမြင်တာမငင်းနဲ့အေးလေသင်ဝင်ကြည့်ပေါ့တယောက်ထဲဝင်တာနှစ်ယောက်ထင်ရတယ်ဒီရေချိုးကကောသလကြီးကလည်းအားလိုက်ပုံများမိမပြောတဲ့စကားအဟုတ်မှပြီးရေချိုးကနဲ့သူကဝင်ကြည့်မိဖုရားကြီးကလေသာပရင်ကလှမ်းပြောတယ်လူရောက်ကြီးရဲ့သူရောက်မှကြီးရဲ့ရှင်မရင်ဖြစ်မိဖုရား16000နဲ့နေရတော့လေသင်ဒီစိတ်မနဲ့ပြောပါမဟုတ်ဘူးနော်ငါတယောက်ထဲရဲ့ငါကိုယ်တိုင်မြင်တော့မငင်းနဲ့အမလီကောသလကြီးကယုံတယ်ဗျာဟာဒီရေချိုးကတယောက်ထဲဝင်တာနှစ်ယောက်ထင်ရတာဟုတ်တကူတဲ့ရှင်မရင်ထဲမှာအရကအာဆုံးကတော့ကောသလအဲ့ဒါလို့ယုံသားပရိသတ်ရဲ့ဒီလိုရှင်မရင်ကိုသူလိမ်မိတယ်ပရိသတ်ရှင်မရင်ကလည်းယုံတယ်ဒုတနတ်သောဆိုတဲ့အတန်ကြီးကြားရတော့ကြုတ်ဟောထားတာရှိတယ်ဟိုလှလေခက်လေဆိုတဲ့တရားထဲမှာဒုတနတ်သောဆိုတဲ့အတန်ကိုကြားတော့ပုံနာများမေးတော့ရစ်နတ်ပူဇော်ရမယ်ဆိုလို့တပ္ပတတရစ်ပူဇော်ပွဲကြီးကောသလကလူအားကြီးပြောတိုင်းယုံသတ္တဝါတွေတရားစီတတ်ဖို့သူစီစဉ်တယ်အဲ့ဒီနေရာမှာမိဖုရားကြီးကမောင်တော်ဘုရားဘာလုပ်တာလဲဟိုငါအသက်အတွက်စိုးရင်ရတယ်ဆိုလို့ဒုသနာတော်ဆိုတဲ့အတန်ကြီးကြားလို့လေချောင်းသွင်းနဲ့ရင့်နာပူဇော်မှုတတ္တဝါတွေတရားစီတတ်မယ်မိုက်ပါပြီသင်ရှင်မယင်ကြီးရဲ့ဘာမှမသိတဲ့ပုံနာတွေပြောတဲ့စကားဘာမှမသိတဲ့ရှင်မယင်ကြီးနားထောင်တယ်ဒီမဲ့ဟောလောကသုံးလောကထိုတာတတ်ပြည့်ညမြတ်ဆောင်ဘုရားမှာအကုန်စင်သိတာငါလည်းဘုရားထဲမှာခံမသိမဲကွာလာဒီမဲ့ကျုံတော့လိုက်ခဲ့မိဖုရားကြီးကဘုရားလျှောက်လို့ဟိုးနောက်ဘဝတုန်းကကတ္တဗဘုရားလက်ထက်တုန်းကမိမတွေခေါ်ပြီးပျော်ပါတဲ့တထေသား၄ယောက်သူများတာမညာစော်ကားခဲ့လို့ဟိုတန်ရည်ဘူးငရဲကြတာတကားတော့တဲ့သင်နဲ့ဘာမှမဆိုင်ဘူးဒုစီဝိတမစီဝိမရေတန်နောနာဒရာမသေးလို့ပါဠိဆုံးအောင်ရွတ်ချင်တာမရွတ်နိုင်မဲ